အဲ့အချိန်မှာမဟုတ်ပဲအပြင်မှာနေတဲ့အချိန်မှာဟိုမှာသူကမိမတယောက်လိုပဲနေထိုင်ပြုတ်သူစကားပြောရလဲနူးနူးညံ့ညံ့တင်တင်မွေ့မွေ့နေနဲ့ပြောတယ်ကျွန်တော်ဒီအပြင်ကနေပြီးတော့ပြိတ္တတွေကဓာတ်ပုံလာရိုက်ကျင်တယ်ဆိုတော့သူမိမသားပုံစံနဲ့ပဲလုံးဝမှုမဖြုတ်ကျွန်တော်ဆရာကိုယ်တိုင်ခေါ်တာလဲဖြစ်တယ်လို့ကျွန်တော်ဒီကိုနေတိုးရုပ်ရှင်ကားဆိုတာကျွန်တော်အတွက်ကဘာမှဇက်တွေပါပြောတယ်မလို့ကိုကမှာကိုရတဲ့ကံဆိုကိုကမှာပေါ့ဒီကားလေးကဘယ်လိုပဲဖြစ်ဖြစ်အခုကတည်းကနေပြီးတော့စကားယုံမတင်ရသေးပေမဲ့မင်္ဂလာပါဗျာစိတ်လှုပ်ရှားပါတော့ကျွန်တော်အခုလာတဲ့နေကိုတော်တော်စိတ်လှုပ်ရှားနေပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါပထမဦးဆုံးကျွန်တော်ပြတ်တာမယ်ရုပ်ရှင်ကားကြီးလည်းဖြစ်တယ်ကျွန်တော်ပြီးတော့ကိုနေတိုးရဲ့စကားကြီးမှာပါဝင်ခဲ့ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ခင်ဗျာအများကြီးပေါ့ကျွန်တော်ရင်ကဒီရှူတင်မှမဟုတ်ပါဘူးကျွန်တော်တို့မျက်နှာတရုပ်ဆောင်တွေအတွက်ကဒါကျွန်တော်ကိုအနီးကပ်ကျွန်တော်မြင်းဆရာလို့လည်းပြောလို့ရပါတော့ဒါကျွန်တော်တို့ရဲ့ဟာတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့ကြည့်ရမယ်ဟိုလေးစားအားကြရမယ်ပုံတွေတွေမှာပါတယ်ပေါ့နော်ပြောလို့တော့ရပါတယ်ဒီထဲမှာကျွန်တော် character ကခါကာဆိုတဲ့ character လေးပေါ့နော်သိန်းရဲ့တူမနဲ့တူမရဲ့ယောက်ျားပေါ့သိန်းကအဲ့မှာကျွန်တော်ပြောတော့ဟိုနေ့ကအင်တာဗျူးမှာဆိုလဲကိုသေးဖြေသွားသလိုပဲဟိုဘယ်လိုလဲဆိုတော့ကိုနေတိုးကအဲ့ဒီကားရိုက်အချိန်မှာမဟုတ်ဘူးဟိုကားရိုက်အချိန်မှာမဟုတ်ပဲအပြင်မှာနေတဲ့အချိန်မှာဟိုမှာသူကမိမတယောက်လိုပဲနေထိုင်ပြုတ်သူစကားပြောရလဲနူးနူးညံ့ညံ့တင်တင်မွေ့မွေ့နေနဲ့ပြောတယ်ကျွန်တော်ဒီအပြင်ကနေပြီးတော့ပြိတ္တတွေကဓာတ်ပုံလာရိုက်ကျင်တယ်ဆိုတော့သူကမိမသားပုံစံနဲ့ပဲလုံးဝမှုမဖြုတ်ဘူးပေါ့နော်ဒါတွေကကျွန်တော်တို့ကအနီးကပ်မြင်ရတဲ့အချိန်မှာအော်ဒါကြောင့်လေကိုနေတိုးဖြစ်ပါလားပေါ့အဲ့လိုအနီးကပ်ကျွန်တော်တို့တေချာအဲ့ဒါလေးကတွေ့ပြီးတော့အတူယူစရာတွေပါပေါ့နော်ကျွန်တော်ရောက်သွားတဲ့အချိန်တော့အဲ့နက်ကတဲ့ခန်းကကျွန်တော်တစ်ခန်းနှစ်ခန်းလောက်ပဲကြည့်လိုက်ရတယ်ဟုတ်လောက်တော့ရေကုန်စိတ်လှုပ်ရှားလဲဆိုတော့အဓိကကတော့ကျွန်တော်ဒီကားလေးကျွန်တော် driver ကျွန်တော်ဆရာလိုလည်းဖြစ်တယ်အကူလိုလည်းဖြစ်တယ်ကိုပေကေကဒီ character လေးမင်းအတွက်မင်းကိုဒီ character ကိုမင်းအတွက်ရွေးချယ်ထားရပေါ့နော်အဲ့ဒီအတွက်ကြောင့်မင်းပါဝင်နိုင်မလားဖုန်းဆက်တဲ့အချိန်ကျွန်တော်ကဒီကျွန်တော်ဆရာကိုယ်တိုင်ခေါ်တာလည်းဖြစ်တယ်လို့ကျွန်တော်ဒီကိုနေတိုးရုပ်ရှင်ကားဆိုတာကျွန်တော်အတွက်ကဘာမှဇက်တွေပါပြောတယ်မလို့ဗျာပါတော့ဝင်ပါခြင်းနေတာဟိုကကျွန်တော်အတွက်ကပါမယ်ဒါကိုပါမယ်ဘယ်ကာရီတာဖြစ်ပါမယ်ပေါ့နော်ဘာဖြစ်ဖြစ်ကျွန်တော်မျက်နှာတွေအတွက်ကဒီလိုကိုနေတိုးလို့ရုပ်ရှင်ကားကြီးကောဘယ်လိုပဲဖြစ်ဒီလိုယုံကြီးကားကြီးမှာပါဝင်ရတယ်ဆိုတာကျွန်တော်တို့အခွင့်အလမ်းပဲပေါ့နော်အခွင့်အရေးပဲဒါကိုကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်စူးစမ်းမှာပဲပေါ့နော်ဒီကားကျွန်တော်တို့ပြီးတော့ဒီကားကိုစပြီးလက်ခံကြမှာဒီကာရီတာရတယ်ကျွန်တော်တို့ကတရုပ်ဆောင်တယောက်ဖြစ်တဲ့ဒီဇက်ကောင်ရဲ့ဘောင်တိုင်းပဲကျွန်တော်တို့ကလုတ်ပြဖို့ပဲလိုတာပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ကလောဘတက်ပြီးတော့သွားလုတ်ပြလို့တော့မရဘူးပေါ့နော်အဲ့လိုပိုင်းလေးတော့ရှိရပါဟုတ်တယ်ဒီကားအပြင်ဟောကျွန်တော်အရှိမကြီးလည်းကျွန်တော်အင်တာဗျူးမှာပြောခဲ့ပါတယ်ဒီ LGBT တွေဆိုတာလည်းကျွန်တော်တို့ကဘယ်လိုပြောရမလဲလူတွေတဲကလူသားတယောက်ပဲလေကျွန်တော်ဒီအကုန်လုံးမှာသူတို့ကစိတ်ခံစားချက်ရှိမယ်သူတို့ရဲ့စိတ်နှလုံးသားရှိမယ်လူတိုင်းကအရာတိုင်းချစ်တတ်တာပဲเนาะချစ်တတ်တဲ့ဟာဟိုမှာသူတို့ပါသူတို့ဘယ်လိုပဲချစ်သူတို့ရဲ့နှလုံးသားပေါ်မှာသူတို့ရဲ့စိတ်ခံစားချက်ရှိတဲ့အတိုင်းသူတို့ကချစ်ကြတဲ့အတွက်ကြောင့်ဘယ်လိုပဲဖြစ်ဒီ LGBT တွေဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကပုံမှန်ကျွန်တော်အခုဆိုလို့ရှိရင်အများကြီးပြောင်းလဲလာပါတယ်ဒီမှာကျွန်တော်အကုန်လုံးကကျွန်တော်ဒီပတ်ဝန်းကျင်ပေါင်းသင်းမှာကျွန်တော်ပေါင်းသင်းတွေမှာဆို LGBT ရှိတယ်အကုန်လုံးကချစ်ဖို့ကောင်းကြတယ်စိတ်ဓာတ်တွေကောင်းကြတယ်ခင်ကြတယ်ပွင့်လင်းကြတယ်ဒါလည်းကျွန်တော်ဒီကားကြီးမှာဆိုလဲကျွန်တော်တို့ကအဲ့လိုမိမောင်းထိုးပြတယ်ကားဖြစ်တဲ့အတွက်ကြောင့်လည်းဘယ်လိုပဲဖြစ်ဖြစ်ပြိတ္တတွေကအခုဆိုမြင်တဲ့တိတက်နေကြပါပြီကြည့်ရတယ်ဒါပထမဆုံးကြည့်ပါတော့ဘိုးမလားကိုရတဲ့ကံဆိုကိုရမှာပေါ့ဒီကားလေးကဘယ်လိုပဲဖြစ်ဖြစ်အခုကတည်းကနေပြီးတော့စကားယုံမတင်ရသေးပေမဲ့ပြိတ္တအားပေးမှုလည်းကျွန်တော်ဒီပြိတ္တအားပေးမှုလည်းများတယ်ပေါက်နေတဲ့ကားလေးလည်းဖြစ်တယ်ပေါ့နော်ဒီစကားလေးထွက်လာလို့ရှိရင်ရုံတင်ရလို့ရှိရင်လည်းကျွန်တော်တို့လည်းအများကြီးပေါဝင်အားပြည့်ထားတယ်ဒီမှာကိုနေတိုးဆိုလည်းအများကြီးစိတ်နေပြီးတော့သူ့ရဲ့အရှိတုံးကလိုပဲကျွန်တော်ဒီမာမီရှိန်တို့တာတေးတို့လိုမျိုးနောက်ထပ်ဒီမြက်လက်တဲ့ရေစီးရကျန်းတဲ့ဒီမှာအသိန်းအနေနဲ့လည်းထပ်မှန်ပြီးတော့သူဆက်ပြီးတော့လုပ်ပြထားတယ်ပေါ့နော်အဲ့အတွက်လည်းဒီကားလေးကိုပြည်သက်တွေကြိုက်မယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်အဲ့အတွက်ကျရင်ယုံတင်လို့ရှိရင်ကျွန်တော်ဒီအများကြီးအားပေးကြပါတော့ထပ်မှန်ပြီးတော့ဖိတ်ကြားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါ